မင်္ဂလာပါခင်ဗျာနေ့စဉ်ဘဝမှာစေရောကိုပါကျမ်းမာကြံ့ခိုင်ဖို့အတွက်ကျွန်တော်လင်းထိုက်ကကြိုးဆိုပါတယ်ခင်ဗျာဒီနေ့ပထမဆုံးပြပေးမယ့်လေ့ကျင့်ခန်းလေးကတော့ squat hold လေ့ကျင့်ခန်းဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းကခြေထောက်တွေကိုတွန်းခါသွားစေမဲ့စိန်ခေါ်မှုမျိုးရှိတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်ခြေထောက်ကိုပခုံးအကျယ်ခွဲရက်ပြီးထိုင်ကုန်မှာထိုင်သလိုမျိုးထိုင်ချလိုက်ပါပေါင်ကကြမ်းပြင်းတဲ့အပြိုင်ဖြစ်နေပါစေရှင်ဘက်ကိုကော့ထားပါဒီအတိုင်းမလုံမရှက်ငြိမ်ငြိမ်လေးနေပေးပါစက္ကန့်30ကနေ1မိနစ်ထိတောင့်ထားပါပေါင်ချက်သားတွေပူလာတာကိုသတိထားမိပါလိမ့်မယ်နာကျင်မှုကိုစိတ်မရောက်ပဲဝင်လေထွက်လေပေါ်မှာပဲသတိကပ်ပေးပါနောက်တစ်ပုဒ်မှပြန်ဆောင်ကြမယ်နော်စိတ်ရောကိုယ်ပါကျမ်းမာပျော်ရွှင်ကြပါစေ